မင်္ဂလာပါစီရင်ပညာရဲ့အရေးပါပုံအပိုင်း73အနေနဲ့စာရီလေ့လာတဲ့အခါမှာအထူးသဖြင့်စီရင်ပညာ LCCI ACCA ကိုလေ့လာတဲ့အခါမှာဘယ်လိုလေ့လာရင်ဘယ်လောက်ထိကျွမ်းကျင်မှုရမယ်စံပွဲတွေအောင်ခြင်းရင်ဂုဏ်ထူးထွက်ခြင်းရင်စုတွေရခြင်းရင်ဘယ်လိုလေ့လာရမယ်ဆိုတဲ့အကြောင်းအရာကိုဒီနေ့ညဝေပေးခြင်းနဲ့ကျွန်တော်တို့ဆရာမြင့်တက်ဖြစ်တဲ့လွန် LCCI Training Center 3 နှစ်ဆက်တိုက်ဒီနောက်ကြောင့်ထူးချွန်စုနဲ့ကိုဗစ်မတိုင်ခင်ထိတကဘာလုံးပထမစုဒုတိယစုမြန်မာတပြည်လုံးပထမဒုတိယစုရှင်စုပေါင်း10ယောက်ရရှိခဲ့တယ်ကျွန်တော်တင်ပြကြပါမယ်တော့သူတို့ကိုဘယ်လိုလမ်းညွှန်ပြီးတော့ဥဆောင်ပြီးတော့တင်ကြပေးလဲဆိုတဲ့အရာတွေကိုမျှဝေခြင်းနဲ့ဘာသာရပ်တရားတစ်ခုနဲ့တစ်ခုကမတူဘူးအထူးသဖြင့်ဥပမာအင်္ဂလိပ်တို့တင်ချာတို့ဆိုတာကျွန်တော်သူငယ်တန်းကလေးကနေလေ့လာဖို့တဲ့ခါကျတော့10တန်းရဲ့အထက်မှာအဲဒီအင်္ဂလိပ်စာတစ်ကြောင်းဖတ်ဖို့ဆိုတော့မခက်ခဲတော့ပေါ့နော်ဒါပေမဲ့LCCI ACCA ရဲ့စီရင်ပညာတွေကိုလေ့လာတဲ့အခါမှာအဲ့ဒီမှာစီးပွားရေးအကြောင်းတွေလေ့လာရတယ်။အဲ့ဒီစီးပွားရေးတွေကတော်ယုံတန်ယုံကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့ရတဲ့ဆိုင်တေးလေးလုပ်ငန်းသေးတွေရဲ့စီရင်ပုံစံတွေမဟုတ်ဘူးเนาะလုပ်ငန်းကြီးကြီး company ကြီးကြီး corporation ကြီးကြီးတွေရဲ့စီရင်တွေပြီးလို့ရှိရင်အထူးသဖြင့် UK ဖြစ်တဲ့အခါမှာ first countryမြန်မာတွေကကျတော့တတိယနိုင်ငံလို့သုံးတာများတယ်အဲ့ဒီလိုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာနိုင်ငံကြီးတွေရဲ့ကျင့်သုံးတဲ့စနစ်တွေဖြစ်တဲ့အခါမှာတချို့တင်ခန်းစာတော်တော်များများပါတင်ခန်းစာတော်တော်များများကဒီတိုင်းနားလည်နိုင်ဖို့ခက်တယ်ဘာဖြစ်လို့လဲဆိုတော့စာတွေကိုကျွန်တော်စင်ရင်းတွေကိုမမှန်ကန်ကန်နဲ့တွက်ချက်နိုင်ဖို့တင်ခန်းစာတွေပိုင်ပိုင်နိုင်ဖြစ်ဖို့ဆိုတာကအဲ့ဒီကိုလေ့လာနေတဲ့ပုတ်စာရဲ့အကြောင်းအရာကိုကောင်းကောင်းနားလည်မှအဲ့ဒီပုတ်စာတွေစာတွေကိုမမှန်ကန်ကန်နဲ့တိတိကျကျဖြေနိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော် LCCI မှာအင်္ဂလိပ်စာသုံးတဲ့တင်ချာတွေသုံးတယ်ဆိုပေမဲ့တချို့တွေအတွက်ခက်တာကအဲ့ဒီစီးပွားရေးသဘောတရားတွေเนาะကျွန်တော်တို့တင်နေတဲ့တင်ခန်းစာတွေကိုကိုယ့်ရဲ့ဘေးနားပတ်ဝန်းကျင်မှာမမြင်ရဘူးမထိတွေ့ရသေးဘူးเนาะမရှိသေးတာလည်းပါတဲ့အခါမှာကိုယ့်အတွက်ကအဲ့ဒါတွေကဟိုစိတ်ကူးနဲ့တောင်စဉ်းစားမယ်ဆိုရင်စဉ်းစားဖို့ရန်ခက်တဲ့အကြောင်းအရာတွေဖြစ်တယ်เนาะအဲ့ဒါကြောင့်ခက်သွားတာအဲ့တော့ဘယ်လိုလေ့လာရမလဲဘယ်လိုလုပ်ရင်စာတွေပိုင်ပိုင်နိုင်ဖြစ်မလဲလို့ပြောတဲ့အခါမှာဒီစရင်ကိုင်စရင်ပညာကိုတက်တဲ့သူ LCCI ACCA တက်တဲ့သူတွေတချို့ကတော့တက်ဘူးချင်းလို့တချို့ကလည်းမိဘတွေကတက်ခိုင်းလို့စိတ်မဝင်စားတော့လဲတက်တဲ့သူရှိမယ်သူတို့ကတော့တမျိုးပေါ့နော်တမျိုးထားလိုက်မယ်သူတို့တော့ဘ ഹു တုတနေနဲ့ဘ ഹു တုတနေနဲ့တက်တယ်အဲ့တော့စရင်ရဲ့အကြောင်းအရာတွေအတော်တင်တိသွားမယ်ဒါပေမဲ့ professional အဖြစ်ယူမဲ့သူတွေဒီစရင်ကိုင်လက်မှတ်နဲ့ LCCI ACCA လက်မှတ်နဲ့အလုပ်လုပ်မယ်လို့ဆုံးဖြတ်ထားသူတွေအတွက်ကကြတော့ဒီပေါ့တန်နဲ့စာရီလေ့လာလို့မရဘူးအထူးသဖြင့်ကျွန်တော်အခြေခံပညာသူငယ်ကနေ10တန်းထိလေ့လာတဲ့ပုံစံလိုမျိုးတက်ကရိုမှာလေ့လာတဲ့ပုံစံလိုမျိုးနဲ့တွားပြီးတော့လေ့လာလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကစမ်းပွဲမှာကိုမတွက်ဘူးတဲ့ပုံစံတွေကိုပဲဖြေရတာဖြစ်တယ်ဘယ်နှပုံစံဘယ်နှပုတ်လေ့ကျင့်မမြင်ဘူးတဲ့ပုံစံတစ်ကိုပဲဖြေရတာဖြစ်တဲ့အခါမှာတော်တော်များများအတွက်ဒါအခက်တွေ့တဲ့အရာအဲဒါကြောင့်စာရီလေ့လာတဲ့အခါမှာကျွန်တော်တို့သင်တန်းကျောင်းမှာဆိုရင်ဒီနေ့တင်ခန်းစာအတစ်တစ်ခုတင်လိုက်တယ်ဆိုရင်အဲ့တင်ကြားပေးတဲ့အရာကိုဒီနေ့မှာပဲချက်ချင်းအိမ်မှာမဖြစ်မနေ assignment စာအုပ်တစ်ခုမှာပြန်လုပ်ကိုလုပ်ရမယ်ပြန်တွက်ရမယ်ပြန်ကြည့်ရမယ် formula တွေ theory တွေပါရင်ပြန်ကြည့်ရမယ်တွက်ရမယ်ပုံစံဆိုရင်ချက်ချင်းပြန်တွက်ပေးရမယ်အဲ့ဒါကနောက်တစ်ချိန်ကိုယ်ကပြန်လုပ်ရမယ်အရာပေါ့ပြီးရင်နောက်နှစ်ရက်အကြာမှာလည်းဒီနေ့တင်တဲ့ဟာကိုနောက်နေ့ရက်အကြာမှာတစ်ခါပြန်လုပ်ဒါဆိုရင်ကျွန်တော်ဒီတင်ခန်းစာတစ်ခုကိုအနည်းဆုံး3ခါထိတွေ့မှု3ခါပြန်ပြီးတော့လေ့ကျင့်မှုပြန်လုပ်ပေးရတယ်ပေါ့ပထမကကျောင်းမှာဆရာတွေနဲ့တူပထမအဆုံးလေ့လာတာအဲ့ဒီနေ့မှာပဲချက်ချင်းညမိတ်ခင်မှာချက်ချင်းအဲ့ဒါကိုပြန်ပြီးတော့လုပ်ရမယ်အိမ်စာတွေ homework တွေရှင်းတခါတည်းတွဲတင်ပြီးသားလည်းပြန်လေ့လာပြီးရင်အဲ့ဒီနေ့မှာတင်တဲ့ဟာတွေကိုနောက်2ရက်နောက်3ရက်ကြာမှာအချိန်တစ်ခုပြန်ယူပြီးတော့ပြန်လုပ်ဆိုပြီးတော့အနည်းဆုံးဒီလိုလေ့ကျင့်ခိုင်းတယ်အဲ့ဒါကတင်ခန်းစာရဲ့သဘောတရားကိုတီးဖို့အဆင့်ပဲရှိတယ်အဲ့ဒီအဆင့်နဲ့ပဲတွားရင် LCCI ACCA စံပွဲတွေဖြည့်မယ်ဆိုတော့အောင်ဖို့ကမတေချဘူးတော့မတေချသေးဘူးဘာဖြစ်လို့လဲဆိုတော့ခုနပြောသလိုကျွန်တော်တွက်တဲ့ပုံစာတွေကကိုပြီးပတ်ဝန်းကျင်မှာမြင်နေကြအရာတွေမဟုတ်ဘူးအဲ့ဒါကြောင့်ပုံစာအစ်
မမြင်ဘူးတဲ့မတွက်ဘူးတဲ့ပုံစံအစ်စ်ကိုတွက်မယ်ဆိုတော့အဲ့ဒါကိုမဖြေရှင်းနိုင်တော့အဲ့လိုရှိတယ်အဲ့ဒါကြောင့်ကျွန်တော်စမ်းပွဲဖြေမဲ့သူတွေကဒီပုံမှန်ဒီဘာသာရဲ့အကြောင်းအရာတွေကိုတကယ်ဖြစ်ဒီပုံနှိပ်ပေါ့နော်ပုံနှိပ်စာအုပ်ကိုတစ်ခေါက်တက်ပြီးသွားရင်စမ်းပွဲဖြေမဲ့သူတွေကသူတို့ဖြေမဲ့ level အလိုက်ကိုအချိန်တွေထပ်ယူရတယ်ဥပမာ LCC level 2ဖြေမဲ့သူတွေဆိုရင်ကျွန်တော်တို့ဒီ level 2ရဲ့ပုံနှိပ်စာအုပ်ကိုတင်ပြီးသွားပြီပေါ့နော်တချို့2လတချို့6လနဲ့ပြီးသွားပြီဒါပေမဲ့ဖြေမဲ့ဆိုရင်ဒီပုံနှိပ်ကိုတင်ရုံနဲ့တန်းဖြေလို့မရဘူးအဲ့ဒီမှာအနည်းဆုံး2လစမ်းပွဲမဖြေခင်2လမှာမိခွန်ဟောင်းအတန်းဆိုပြီးတော့ပြန်လေ့လာရတယ်အမှမိခွန်ဟောင်းတွေတီးတန့်ကိုပြန်ပြီးတော့လေ့လာပေးရတယ် level 3တွေဆိုတဲ့အတိုင်းပဲသူ့ရဲ့ပုံနှိပ်ကိုတစ်ခေါက်လေ့လာ6လဝန်းကျင်လောက်ကြာမယ်ပြင်စမ်းပွဲဖြေမယ်ဆိုအနည်းဆုံး3လတချို့4လလောက်ပေါ့နော်အဲ့မှာမိခွန်ဟောင်းတွေနဲ့ပြန်ပြီးတော့လေ့ကျင့်ရတယ်အဲ့လိုမျိုးအချိန်တွေယူရတယ်အဲ့တော့အဲ့လိုမျိုးအချိန်ပြန်ယူတဲ့အခါမှာတစ်ခေါက်တင်ပြီးသားကိုအနည်းဆုံးဖြူစမ်းပွဲဖြေမဲ့သူတွေဆိုဆရာကျောင်းမှာဆိုရင်10ခေါက်ပေါ့နော်10ချိန်တွက်ကိုတွက်ရမယ်10ဒီပုံနှိပ်စောက်တဲ့ဟာကို10ချိန်လောက်လေ့လာဒါဆိုရင်တော့အောင်ဖို့ကတေးချတယ်နော်10ချိန်လောက်လေ့လာအောင်ဖို့တေးချတယ်ဂုံထုတွေထွက်ချင်တယ်ဆိုတော့အနည်းဆုံးအချိန်20လောက်ဥပမာပုတ်စာတစ်ပုတ်ဆိုလဲအချိန်အခါ20ပေါ့နော်လိုမျိုးတွက်ရမယ်တွက်ထားရမယ်အဲ့လိုမျိုးပုံစံနဲ့ပြောပြထားတာဘာဖြစ်လို့လဲဆိုတော့ကိုကဒီပုတ်စာရဲ့အကြောင်းအရာကိုနားလည်နိုင်ဖို့ကကိုအိမ်ဘေးနားကဆိုင်မှာတွားလေ့လာမယ်ဆိုမျိုးလေ့လာလို့မရဘူးလေ့လာလို့မရတော့ကျွန်တော်ကဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်အကောင်မြင်ရင်အရေးကိုနားလည်ရမယ်အရေးကိုမြင်ရင်အကောင်ကိုသိရမယ်ဆိုတဲ့သဘောမျိုးရှိတယ်ပေါ့နော်ကျွန်တော်ဒီစာရီဆိုတာကတကယ်တမ်းကဥမာစီးပွားရေးဆိုပေမဲ့ဒီစီးပွားရေးစာရီ theory တွေ formula တွေအရင်ထွန်ပြီးမှလက်တွေ့စီးပွားရေးဖြစ်လာတာမဟုတ်ဘူးဒီစာရီဘာညာမရှိခင်မတမ်းမတင်ခင်မှာလူတွေကစီးပွားရေးအရင်ဆုံးလုပ်တယ်ကိုမှရှိတဲ့ပစ္စည်းချင်းတွေဖလှယ်ရင်းနဲ့အဲ့ဒီမှာပစ္စည်းနဲ့ပစ္စည်းဟိုရှေ့ကဆိုဥမာတရိတ်ဆံမွေးတွေတိုးနဲ့ပြီးရင်တချို့ကလက်မှုကျွမ်းကျင်တဲ့သူတွေကကြတော့သူတို့ထိုင်ခုံတွေလုပ်မယ်တစ်သားနဲ့ပေါ့နော်ပြင်ဓာတ်တွေလုပ်မယ်အဲ့လိုမျိုးရှိတယ်တယောက်ကမွေးမြူရေးတမဆိုရင်သူ့ရဲ့တိုးတွေစိတ်တွေသူမွေးတဲ့တရိတ်ဆံနေနဲ့ဒီဘက်ကလက်မှုကျွမ်းကျင်တဲ့သူလုပ်တဲ့အရာဝတ္ထုနဲ့အလဲလဲလုပ်ရတယ်တောင်သူလေတမကကြတော့သူ့ရဲ့ဆံတွေပေးတယ်သူလိုချင်တဲ့တရိတ်ဆံတွေယူမယ်သူလိုချင်တဲ့အိမ်သုံးအဆောင်ပစ္စည်းတွေကိုလက်မှုကျွမ်းကျင်ဆိုအဲ့လိုမျိုးနဲ့သူကပစ္စည်းချင်းဖလှယ်တယ်အဲ့လိုလဲရင်းနဲ့နောက်ပိုင်းမှာလူတွေစုံလာတယ်ကိုကြတဲ့ပစ္စည်းရှိချင်မှရှိမယ်ဆိုတဲ့အခါမှာအမှတန်ဖိုးကြီးတဲ့ငွေတွေသုံးလာတယ်ငွေကနေရွှေတွေသုံးတယ်အဲ့လိုမျိုးပေါ့နော်အခုနောက်ဆုံးတော့ငွေစက်ကူတွေသုံးတယ်အဲ့လိုမျိုးကုန်စည်တွေဖလှယ်ရင်းနဲ့စီးပွားရေးဆိုတာဖြစ်လာတယ်အဲ့ဒီဖြစ်သွားတဲ့အရာကိုမတန်းတင်တယ်ဒီလိုလုပ်ရင်ဒီလိုစီးပွားရေးအကျိုးဖြစ်တယ်ဆိုပြီးတော့ညမတန်းတင်တယ်လက်တွေ့ကနေတင်ခန်းစာဖြစ်လာတယ်ဟုတ်ပြီနော်လက်တွေ့ဒီဘက်ကလက်တွေ့ဆိုတော့ဒီလက်တွေ့ကနေဒီကတင်ခန်းစာဆိုတဲ့ဟာဖြစ်လာတယ်ပေါ့နော်တင်ခန်းစာဖြစ်လာတယ်အဲကြောင့်ဒီတင်ခန်းစာနားလည်ဖို့ကလက်တွေ့ကျွမ်းရင်တင်ခန်းစာနားလည်တယ်ကျွန်တော်စီမှာ2013လောက်ကစမှုစုံမှာပေါ့နော်ကိုပိုင်စီးပွားရေးရှိတဲ့လုပ်ငန်းရှင်တထေးမတယောက်လာတက်တဲ့အသက်50ဝန်းကျင် LCC တက်တာကတော့တော်များများက10ရန်ဖြေခါစနဲ့တက်ကရိုတက်နေတဲ့သူတွေများတယ်အဲ့ဒီကိုရဲ့တာသမီအရွယ်တွေနဲ့အဲ့ဒီသူကလာတက်တယ်ပေါ့နော်ဒီမှာထူးဆန်းတာကအိမ်စာတွေပေးလိုက်ရင်တွက်ဖို့တခုခုပေးလိုက်ရင်10ရန်ပြီးခါစကလေးတွေကကြတော့သူတို့ကမညံကောင်းတယ်ပြောလိုက်ချက်ချင်းတည်တယ်ချက်ချင်းမှတ်မိတယ်အဲ့တင်ထားတဲ့ဟာတွေပုံစံတူအိမ်စာပြချက်ချင်းဖြေနိုင်တယ်ဒါပေမဲ့တချို့ပုံစံနဲ့ခက်တဲ့ဟာတွေကြတော့သူတို့ကနည်းနည်းလေးအပေါ်ရန်လောက်ပဲတင်ရသေးတဲ့အကြောင်းအရာတွေဆိုရင်သူတို့ကအဲ့ဒီအကြောင်းအရာလေးကိုပဲလို့စရင်တွင်းရမယ်ဘယ်နေရာကိုတွားရမယ်ဆိုတော့သူတို့အတိအကျမသိတော့ဘူးအဲ့ဒီစံတမ်းဖြေစာကလေးတဲ့ဒါပေမဲ့အဲ့ဒီစမှုစုံကနေလာတက်တဲ့အဲ့ဒီအန်တီကကြတော့ transition တစ်ခုဥမာမတင်ဘူးတဲ့အကြောင်းအရာလိုမျိုးပါလာရင်တောင်းသူကဘယ်နေရာနဲ့ဆိုင်နေဆိုတိတိကျကျသူကစရင်တွင်းနိုင်တယ်တွေ့ရတယ်အဲ့တော့အဲ့မှာဘာဖြစ်သွားလဲဆိုခုနပြောသလိုသူကဒီတင်ခန်းစာပိုင်းမတင်ရသေးပေမဲ့သူကလက်တွေ့မှာကဒီတင်ခန်းစာထဲမှာပါနေတဲ့အကြောင်းအရာတွေကိုသူကလက်တွေ့မှာကသူကတင်နေတယ်နေ့တိုင်းသူကထိတွေ့နေတဲ့အရာသူ့လုပ်ငန်းထဲမှာဘာတွေဆိုတော့သူထိတွေ့နေတဲ့အရာဆိုတော့ဒီတင်နောက်လာတက်တဲ့အခါမှာ
သူ့အုပ်စုနဲ့သူ့အမျိုးအစားနဲ့တော့ပို့ပြီးတော့ခွဲခြားတတ်သွားတာနော်အဲကြောင့်သူကကြတော့လက်တွေ့ပိုင်းမှာကျွမ်းကျင်တယ်ကျင်လည်ပြီးသားဖြစ်တဲ့အခါမှာဒီတင်ခန်းစာမှာကြတော့တခုခုကဘာနဲ့ဆိုင်နေဆိုတဲ့မမကဆုံးဖြတ်ချက်ကိုတော့ချနိုင်တယ်ဥပမာ expense မျိုးစားလား income လား asset လား liability လား capital လားဘယ်လိုအမျိုးစားဖြစ်မလဲဆိုတော့သူတိတိကျကျသူမမြင်ဘူးတဲ့အရာတောင်အတိအကျတတ်မှတ်ပေးနိုင်တယ်ဒါပေမဲ့ကျွန်တော်ကငယ်ငယ်ကနေကြောင်းနဲ့ပဲကြီးပြင်းလာတယ်10တန်းတိပြီးတက်ကြိုမှလည်းကြောင်းနဲ့လက်တွေ့စီးပွားရေးတွေပါတယ်မသိဘူးတော်တော်များကျောင်းတို့ကျောင်းသားလူငယ်တွေကအခါကျတော့ကျွန်တော်ကဒီတင်ခန်းစာနဲ့ပဲလုံးပန်းနေရတယ်ဒါပေမဲ့ဒီတင်ခန်းစာကလက်တွေ့ကနေရောက်လာတဲ့တင်ခန်းစာတွေလက်တွေ့ကနေပဲလုတ်ထားတဲ့တင်ခန်းစာဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီတင်ခန်းစာကိုများလေ့လာပြီးတော့စဉ်းစားနိုင်ရင်အဲ့ဒီလက်တွေ့ကအကြောင်းအရာကိုလည်းပြန်နားလည်နိုင်တဲ့အနေအထားရှိတယ်အဲ့ဒါကြောင့်ကျွန်တော်များတွက်ခိုင်းတာနော်များတွက်ခိုင်းတယ်လက်တွေ့ကနေတင်ခန်းစာကိုကူဖို့ဆိုတာကလက်တွေ့မှာကျင်လည်ပြီးသားတော့သူကစာနဲ့ဝေးသွားတဲ့အခါမှာသူကစာတိတ်မလိုက်နိုင်တော့ဥမာကျွန်တော်အတက်ကြီးပိုင်းလူကြီးတွေဆိုသူတို့လက်တွေ့မှာတော့အရန်ကျွမ်းနေပြီဒါပေမဲ့တင်သားနေပြန်တက်ဖို့ဆိုတော့တော်တော်ခက်ခဲတယ်ပြီးတော့လူငယ်တွေကလည်းနေတိုင်းစာဆယ်ရန်တီတက်ကရိုတီတင်သားမှလည်းစာနဲ့ပဲဆိုတော့အဲ့ဒီ LCCI တွေစင်းတွေကြမှာတကယ်လက်တွေ့အကြောင်းညာနားမလည်တဲ့အခါမှာအခက်တွေ့သွားတာဒါနဲ့ဒီဟာကိုလက်တွေ့အကြောင်းအရာနားလည်ဖို့ဆိုအဲ့ဒီစာကနေကိုနိုင်ယူလို့ရတယ်ဆိုတော့ပြောချင်တာเนาะအဲ့တော့ဘယ်လိုနိုင်ယူမလဲဆိုခုနပြောသလိုအချိန်ကြီးများတွေ့ရတယ်အဲ့တော့အချိန်ကြီးများတွေ့တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ကျွန်တော်ဥပမာချက်သားတစ်ခုနဲ့ဆိုင်တဲ့အကြောင်းအရာဆိုရင်ဆရာကပုံစံတွေများမတွက်ခိုင်းဘူးများမပေးဘူးဒီ chapter ကိုနားလည်နိုင်မဲ့ပုံစံတွေနည်းနည်းပဲထည့်တယ်ဥပမာပေါ့figure set နဲ့ပတ်သက်တဲ့အရာဆိုရင် figure set depreciation short ရမယ်အဲ့ဒီ depreciation short တာကို double entry စင်းတွင်းတက်ရမယ်ပြီးရင် double entry စင်းတွင်းပြီးသား figure set တွေက final account မှာဘယ်ကိုရောက်လဲဆိုတာသိရမယ်ပြီးဒီ figure set တွေကိုရောင်းစားမယ်ရောင်းစားတဲ့အခါမှာရှုံးလားမြတ်လားတွေရှာပြီးတော့အဲ့ဒါတွေကိုဘယ်မှာစင်းတွင်းရမယ်ဆိုတော့အကြံပြန်ဒီ၃ပိုင်းပဲရှိတယ် figure set နဲ့ပတ်သက်ပြီးတော့ဝယ်တဲ့အခါမှာဘယ်လိုစင်းတွင်းရမယ်ပြီး depreciation short မယ် short တဲ့အခါမှာဘယ်နေရာတွေမှာတွားပြီးတော့စင်းတွင်းမယ်ပြီးရင်လုပ်ငန်းတွေထုတ်မယ်အဲ့ချိန်မှာ disposal ကိစ္စရှုံးငါမြက်လာရှာမယ်ဘယ်လိုစင်းတွင်းရမလဲအဓိကဒီ၃ပိုင်းရှိတယ်အဲ့ဒီဟာ၃ပိုင်းကိုနားလည်စေမဲ့ပုတ်စာဥမာ9ပုတ်လား6ပုတ်လားလောက်ပဲကျွန်တော်လုပ်လိုက်တယ်တချို့ကျောင်းတွေတော်တော်များများကြာတော့သူတို့ကပုတ်စာတွေ10ပုတ်20ပေါ့နော်အဲ့လိုမျိုးတွေလုပ်တယ်ဒါလည်းတစ်ဖက်ကနေကောင်းတယ်ဒါပေမဲ့ကျွန်တော်ဒီတင်ခန်းစာလေးပါတဲ့ဟာကို9ပုတ်6ပုတ်လောက်ပဲလုပ်တယ်အဲ့တော့တချို့ကျောင်းတွေကတော့ဝေဖန်တာပေါ့နော်ဟာအဲ့ဒီကျောင်းကပုံလေးစာကပလေးတင်တာနဲတယ်ဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ကတပည့်တွေပြန်ပြောတာပေါ့နော်သူတို့အဲ့လိုမျိုးတပည့်တွေကနေကြားလို့ပြန်ပြောပြတဲ့ဟာတွေကျွန်တော်ပြောပြတာကစာအုပ်အထူးကြီးကိုလေ့လာပြီးတော့ UK စံပွဲဖြေတဲ့အခါမှာကြာတာဖြစ်ချင်လားပလေးကိုလေ့လာပြီးတော့ UK စံပွဲမှာအောင်ယုံတင်မကဘူးစုတွေရတာလို့ချင်တာပဲဟာလို့ချင်တယ်လို့မေးတယ်အဲ့တော့ကျွန်တော်ကအဓိကကစာများတွက်ဖို့မဟုတ်ပဲနဲ့အဲ့ဒီတင်ခန်းစာကိုနားလည်ဖို့ခုနပြောတဲ့ depreciation ဆိုရင် depreciation figure set နဲ့ depreciation အကြောင်းကိုကောင်းနားလည်ရင်သူကဘယ်လိုမေးဘယ်လိုမေးခွန်းလဲတဲ့မန်းကိုတောင်တီးတဲ့အနေထားရောက်ပြီဆိုရင်ကြိုက်တဲ့မေးခွန်းဖြေလို့ရတယ်အဲကြောင့်ကျွန်တော်အဲ့ဒီအဆင့်ကိုနားလည်ဖို့ပုစာနည်းနည်းကိုအကျဉ်းကြီးများတွက်ဖို့လိုတယ်အဲကြောင့်ကျွန်တော်ကပုစာကိုခုနပြောသလိုသူများ10ပုတ်ထားကျွန်တော်9ပုတ်လောက်ပဲထားတယ်ဥပမာ10ပုတ်ကို3ခေါက်စီတွက်ရင်အကျဉ်း30ဖြစ်သွားမယ်ဟောအကျဉ်း30နိုင်မဲ့9ပုတ်ကိုအကျဉ်း30တွက်မယ်ဆိုရင်ကတပုတ်ကို6ကျဉ်တပုတ်ကို6ကျဉ်လုံးတွက်တာဖြစ်သွားပြီအဲ့တော့လေပုတ်စာကခုနပြောတဲ့တင်ခန်းစာမှာ10ပုတ်ကို3ကျဉ်တွက်တာထက်ဒီတင်ခန်းစာ figure set နဲ့ဆိုင်တဲ့တင်ခန်းစာအစုံပါတဲ့အစုံနားလည်နိုင်တဲ့ပုတ်စာ9ပုတ်ကို9ပုတ်ကိုတပုတ်ကို6ကျဉ်တွက်တာကတင်ခန်းစာနားလည်မှုပို့ပြီးတော့ကောင်းတယ်ဘာဖြစ်လို့များတွက်ခိုင်းလဲဆိုပြောပြမယ်ပုတ်စာတပုတ်ပေါ့နော်ဒီ LCCI နဲ့မှာဆိုရင်ပုတ်စာတပုတ်ကို3ကျဉ်လောက်ထိတွက်ရင်အလွတ်ရ
တဲ့အနေထားရောက်ပြီ၄ချိန်လောက်ဆိုရင်တော့အလွတ်ရပြီအဲ့ဒီပုံစံနောက်ဆုံးတွေ့ net profit ကစ sale ဟိုမှာ profit loss ကောက်ဆွဲမယ်ဆို sale ကဘယ်လောက် gross profit ကဘယ်လောက် net profit ကဘယ်လောက်အလွတ်ကဏ္ဍကိုတော့အလွတ်ရပြီတချို့အလွတ်ရပြီဆိုရင်ကိုချိန်နှပ်ပြီမစက်မတွက်ချင်တော့တချို့အလွတ်မရခင်နှစ်ခေါက်လောက်နဲ့ကိုတော့ချိန်နှပ်နေပေါ့နော်10လတော့အဲ့လောက်စာမကြည့်ဘူးဘာညာနဲ့ပေါ့နော်တက်ကလို့တော့ငါအဲ့လောက်ချိန်ငါဂုံထူတန်းဝင်ပြီးဘာညာနဲ့ပြောကြတယ်အဲ့တော့၄ခေါက်လောက်တွက်ရင်အလွတ်ရပြီနိုင်မဲ့အဲ့အလွတ်ရပြီးတဲ့ချိန်မှာပြန်တွက်တဲ့အခါကျမှပု္ပ္ပစာတစ်ပုဒ်ကိုအလွတ်တောင်မှရပြီးပြီအဲ့ဒီအလွတ်ရပြီးတော့အဲ့ဒီပု္ပ္ပစာပဲပြန်တွက်တဲ့အခါကျမှဘာအတွေးဝင်လာလဲဆိုတော့ဘာကြောင့်ဒီပု္ပ္ပစာမှာဒီလိုမေးခွန်းနဲ့မေးရတာလဲဆိုတဲ့အကြောင်းကိုဝင်လာတယ်အဲ့မှာ9ချိန်လောက်တွက်တဲ့အခါမှာနည်းနည်းတွေးလာတယ်6ချိန်လောက်ဒီပု္ပ္ပစာပဲ6ချိန်လောက်ပြန်တွက်တဲ့အခါမှာပို့ပြီးတော့တွေးလာတယ်9ချိန်10ချိန်လောက်မှာအဲ့ဒီခုနပြောတဲ့ကိုလှုပ်တာတင်ခန်းစာဆိုပေမဲ့အဲ့ဒီကိုအလွတ်ရပြီးသားပု္ပ္ပစာကို9ချိန်10ချိန်လောက်တွက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့ဒီလက်တွေ့ထဲကိုအတွေ့အရောက်လာတာအဲ့ဒီ9ချိန်10ချိန်လောက်မှအတွေ့ရဒီလက်တွေ့ပုံစံထဲကိုကူးတဲ့ခါကျမှတင်ခန်းစာကနေကိုကထိုးဖောက်ပြီးတော့အဲ့ဒီလက်တွေ့ရဲ့အခြေအနေကိုတွားပြီးတော့မြင်နိုင်တဲ့အနေအထားရှိသွားပြီဒီအဆင့်ရောက်ဖို့ဆိုတာကပု္ပ္ပစာတစ်ပုဒ်ကို3-4ချိန်လောက်နဲ့မရအောင်အလွတ်ရတဲ့ချိန်အဆင့်နဲ့လည်းမရသေးဘူးအဲ့ဒီအလွတ်ရပြီးတာကိုမှဇွေးမလျှော့ပဲနဲ့ပြန်တွက်တဲ့အခါမှာအချိန်ချင်းပု္ပ္ပစာအစ်ပြောင်းလို့မရဘူးတခြားပု္ပ္ပစာတွက်ရင်ခုနပြောတဲ့လက်တွေ့ပုံစံတွေးတဲ့အဆင့်ကမရောက်နိုင်ဘူးအဲကြောင့်ပု္ပ္ပစာများများတွက်တာကကောင်းပင်မဲ့အဲ့ဒီတင်ခန်းစာရဲ့သဘောတရားကိုနားလည်ဖို့ကအဲ့ဒီအဆင့်ထိကိုမပို့ပေးနိုင်ဘူးအဲကြောင့်ဆရာပု္ပ္ပစာနဲ့လည်းတွက်တင်တယ်ပေးတယ်ပြီးရင်အဲ့ဒါကိုခဏတွက်ခိုင်းတယ်အဲကြောင့်ကျွန်တော်ဆရာစုရတဲ့တူတွေကဘာလုံးပထမစုဒုတိယမြန်မာတပိပထမစုဒုတိယစုရတဲ့ကလေးတွေသူတို့ကိုမေးကြည့်တဲ့အခါမှာသူတို့ကဒီတင်တန်းကိုပဲတက်တယ်ကျန်တာဘာမှတင်တန်းမရှိဘူးပြီးရင်ထမင်းစားနဲ့ကြောင်းလာတာနဲ့ကြောင်းနဲ့အိမ်ရောက်ရင်တခြားချိန်ကစားပဲလုပ်တယ်သူတို့ညမှာအစောဆုံးအိမ်ရင်7နာရီတခါတလေ7နာရီကြော်တယ်ဘာလို့သူတို့ချမှတ်တာဒီတပုတ်ကိုအကျိန်15ချိန်မို့အကျိန်20တွတ်မယ်ဆိုသူတို့ plan ချပြီးတော့ဆုံးဖြတ်ထားတယ်အဲကြောင့်စုရလူတွေကသူတို့မှနံပါတ်1စုရခြင်းတဲ့ရည်ရွယ်ချက်ခိုင်မာတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ရည်မှန်းချက်ရှိတယ်နံပါတ်2ဘယ်လိုလုပ်ရင်မရမယ်ဆိုနီလန်ကိုသူတို့ရှာတယ်ဆရာတော်ခုနပြောတဲ့ဟာကိုတပည့်တွေဆိုအမြဲတမ်းပြောတယ်ခင်ဗျားတို့တင်ပြီးတဲ့ပုတ်ကိုအနည်းဆုံး9ချိန်လို့နောက်ဆုံးအောင်ဖို့နီးပြီအောင်မယ်လို့အမကန်ချက်မပြောအောင်ဖို့နီးပြီ10ချိန်လောက်တော့အောင်ဖို့တိတ်ချတယ်15ချိန်လောက်လုပ်ရင်ဂုံထူးထွက်ဖို့နီးပြီလိုမျိုးပြောတယ်အဲကြောင့်အဲ့ဒီအထက်လုံနိုင်လေခမရဲ့လိုချင်တဲ့ဘာနိုင်တဲ့ပုံကြီးလေးဆရာတော်အဲ့လိုမျိုးအမြဲတမ်းပြောတဲ့အခါမှာသူတို့ကလည်းဒီတပုတ်ကိုဘယ်လောက်ဆိုတော့အဲ့ဒါတော့သူတို့အကျန်းစာရွက် blank paper တွေနော်ဖာလိုက်ဝယ်ပြီးတော့အဲ့မှာတွက်ရင်းနဲ့ခုနပြောသလိုပဲလူတွေကဒီအကြောင်းအရာကိုပေါ့နော်ဟိုလုတ်ဖန်များပြီးတော့အလွတ်တွေရပြီးမှဘာကြောင့်ဒီလိုဖြစ်တာလဲဆိုအခါကျမှလူကစစဉ်းစားတာဥပမာနော်စိုက်ကယ်တို့ကားတို့လည်းအတိုင်းပဲစိုက်ကယ်မောင်းတက်ခါစမောင်းတင်ခါစဆိုရင်ကိုကဘယ်လိုလုပ်ရင်ထွက်လဲဘယ်လိုလုပ်ရင်စက်ကတွားလဲဆိုတာအဲ့ဒါပဲစဉ်းစားတာအတန်ထွက်တဲ့ပုံစံနော်ကောင်းလားမကောင်းလားဆိုတာကိုမသိသေးဘူးဒါပေမဲ့အဲ့ဒီမောင်းတဲ့ဟာကိုကျွမ်းလာပြီဆိုတော့ခါကျမှဒီစက်အင်ဂျင်တောင်မှရင်တောင်မှတိလာပြီဘိန်းလေရောက်ရင်တောင်တိလာပြီဒါကမောင်းကျွမ်းတဲ့အဆင့်ရောက်မှတိသွားတာနော်စမောင်းချင်းမတိဘူးအဲ့ဒီသဘောတရားအတိုင်းပဲဘာဖြစ်လို့လဲဆိုတော့ခုနပြောသလိုကျွန်တော်တို့ကဒီလက်တွေ့မှာအားနေတဲ့အခါမှာကျွန်တော်ဒီလက်တွေ့ကိုပိုင်နိုင်ဖို့တော့ကဒီတင်ကားစားနေပဲကျွန်တော်လေ့လာပြီးတော့ဒီကူးပေးရတဲ့သဘောဖြစ်တယ်အဲ့လိုကူးဖို့ဆိုတာကပု္ပ္ပစာတစ်ပုဒ်ကို10ချိန်မကအချိန်20ဆရာဆိုမမိသေးတယ်အခုထိပေါ့နော်မျက်စိထဲမှာမြင်ရအောင်သေးတယ်လွန်ခဲ့တဲ့အနည်း20လောက်တုန်းကတင်တန်းတက်တော့ကအဲ့ဒီ cost accounting မှာ overhead account budget နဲ့ actual ကုန်ကျစရိတ်တစ်ခုပေါ့နော်ဥပမာမိတ္တူစိုက်တွေမှာတွားပြီးတော့မိတ္တူဆွဲခိုင်းရင်စာအုပ်တအုပ်ကိုမိတ္တူဆွဲခိုင်းတယ်ပေါ့နော်လှုပ်ခိုင်းတဲ့အခါမှာသူတို့ချက်ချင်း9000ကျမယ်လို့ပြောတယ်ဒါပေမဲ့သူတို့ကဒါမလှုပ်သေးဘူးလေမလှုပ်ဘဲနဲ့သူတို့ဒီအဲ့ဒီ9000ပေါ်မှာသူတို့တတ်မှတ်တဲ့ကုန်ကျစရိတ်ကတကယ်ပဲအတိအကျကုန်ပါလားမီးပြတ်တဲ့ချိန်မှာမီးစက်နဲ့လှုပ်ရတယ်မီးလာရင် EPC နဲ့လှုပ်တယ်အဲ့တော့ကုန်ကျစရိတ်ကအတိအကျသူတို့တွက်တဲ့အတိုင်းဖြစ်ပါမလားအဲ့ဒီဟာတွေတွက်တဲ့
အခန်း overhead အခန်းမှာအဲ့ဒီ overhead မှာလက်တွေ့မှာသူတို့သတ်မှတ်ထားတဲ့ overhead budgeted overhead နဲ့တောင်းတာလား actual နဲ့တောင်းတာလားဆိုတာကကျွန်တော်ပုတ်စာတွေ့နဲ့တယောက်ထက်ဆိုဝေးဆိုတာဖြစ်တယ်တစ်ခါတွေ့ရင်တစ်မျိုးနောက်တစ်ချိန်ပြန်တွေ့တော့နောက်တစ်ချိန်ပဲအဲ့တော့ပုတ်စာနှစ်ပုတ်လောက်ပဲရှိတယ်ကျွန်တော်တွေ့တာအဲ့ဒီနှစ်ပုတ်ကိုတစ်ပုတ်ကိုအချိန်20မှာကတွေ့တယ်အဲ့ဒီတစ်ခါတွေ့တိုင်းမှာအဖြေတွေအကုန်လုံးကဏ္ဍတွေအလွတ်ရပြီဒါပေမဲ့အဲ့ဒီလက်တွေ့မှာဖြစ်နေမယ့်အရာကိုကတစ်ခါတွေ့ရင်တစ်မျိုးစဉ်းစားမိတယ်နောက်တစ်ခါပြန်တစ်မျိုးစဉ်းစားမိတယ်ပေါ့နော်အဲ့လိုအချိန်20ကျော်လောက်တွေ့ဖြစ်တဲ့ခါကျမှလက်တွေ့မှာဒီလိုဖြစ်တယ်ဆိုကောင်းကောင်းသိတဲ့ခါမှာကိုယ့်ရဲ့တပည့်တွေကိုလည်းတင်ပေးတဲ့အခါမှာတိတိကျကျတပည့်တွေနားလည်နေအောင်တင်ပေးနိုင်တယ်အဲ့ဒီအဆင့်ဖြစ်သွားတယ်အဲ့ဒါကြောင့်တချို့ဘာသာရပ်ကအဲ့လိုမျိုးဖြစ်တယ်အဲ့ကြောင့်တကယ်လို့ကိုမိဘတွေကဆိုင်တွေလုပ်ငန်းတွေရှိတယ်စိတ်ရောအလုပ်ရုံတွေရှိတယ်ဆိုရင်တွားပြီးတော့ကိုမနွေရတီကျောင်းပေးရဲ့အားလာရက်တွေမှာတစ်လလောက်ကိုကအချိန်ပိုင်းဝန်ထမ်းလိုမျိုးပုံစံနဲ့တွားလုပ်ပြီးတော့လေ့လာမယ်ဆိုရင်အဲ့မှာတကက်စီးပွားရေးလုပ်ငန်းကျောင်းကိုလည်းလက်တွေ့မှာသိရင်ကျောင်းတင်တန်းပြန်တဲ့အဲ့ဒီစီးပွားရေးပညာစင်းပညာတွေမှာကောင်းလေးပိုင်နိုင်ဖြစ်သွားမယ်အဲ့လိုမှမဟုတ်ရင် RC level 1 2 3 တက် PACC ပတ်1တက် ACC ပတ်1ပြီးတော့လို့ပတ်ဆက်တက်ချင်တယ်ဆိုရင်ပတ်1ပြီးပတ်ဖြစ်နိုင်ရင်အလုပ်လုပ်ပြီးတော့ဒီပတ်2ကိုအချိန်ပိုင်းနဲ့တက်အဲ့လိုမျိုးလုပ်ရင်ဘာလို့လက်တွေ့ပိုင်းကိုကောင်းနားမလဲရင်ဒီသင်ခန်းစာတစ်ခုပဲကိုကအရန်ခက်နေမှာနော်ခုနကပြောလို့အချိန်တွေအများကြီးပေးရတော့မှာလို့ရှိတယ်အဲ့ဒါကြောင့်ဘာသာရပ်တစ်ခုပညာတစ်ခုချင်းစီကိုလေ့လာတဲ့ပုံစံတွေရှိတယ်ဘာသာစကားပေါ့နော်အင်္ဂလိပ်စာဂျပန်စာတွေတရုတ်စာတွေကိုလည်းမြန်နဲ့တတ်ချင်တယ်ဆိုလေ့လာနည်းတွေရှိတယ်ဆရာဗီဒီယိုတွေအဲ့လိုမျိုးပြောပြပို့တာတွေရှိတယ်နော်အခုကတော့ဒါစရင်းပညာ LCC ACC တွေကိုကစံပွဲမှာရိုးအောင်နဲ့ဖြစ်မလားဒါမှမဟုတ်ရင်ဂုံထုနဲ့အောင်မလားဒါမှမဟုတ်ရင်အမတ်ပြည့်ရမလားစုတစိတ်တွေရမယ့်အနေထားလားဆိုတာဘယ်ဟာလိုချင်လဲဆိုတာကကိုကဘယ်လိုစာကြည့်နေလဲဆိုတော့အများကြီးမူတည်တယ်အဲကြောင့်ကျွန်တော်တို့စံပွဲမဖြေခင်မှာဒီစံပွဲဖြေမဲ့အတန်းတွေတင်တဲ့အခါမှာသူတို့ကအစမ်းဖြေပေးရတယ်အစမ်းဖြေခိုင်းတဲ့ဟာတွေလေ့ကျင့်ပေးရင်လည်းအဲ့ချိန်မှာသူတို့တကယ်ယူကဲစံပွဲမှာထွက်မဲ့ result ကမဖြေခင်ကလေးဆရာတည်နေပြီနော်ဘယ်သူတွေကြမယ်ဘယ်သူတွေအောင်မယ်ဘယ်သူတွေကုန်ထူးထွက်မယ်ဘယ်သူကတော့အမတ်ပြည့်နဲ့စုရနိုင်ချေရှိတယ်ဆိုတဲ့ဟာတွေအကြမ်းဖြင့်တည်နေပြီတည်တဲ့ထင်တဲ့အတိုင်းပဲစံပွဲမှာကွက်တိထွက်တယ်အဲ့ဒါကြောင့်ဒီစရင်တိုင်းနော် LCCI တို့ ACC တို့စံပွဲတွေကအရန်တော်တဲ့တူတိုင်းလည်းမအောင်ဘူးတော်ပြီးတော့ဥမာချက်ချင်းတင်တယ်ချက်ချင်းတည်တယ်ဒါပေမဲ့ခုနပြောတဲ့ခဏလေးချင်းမှုမလုပ်ချင်ဘူးဆိုရင်သူလည်းအောင်ဖို့မလွယ်ဘူးစားတကယ်လိုချင်ပြီးတော့ဆရာပြောတဲ့စကားနားထောင်ပြီးတော့ခဏလုပ်တဲ့တူကအောင်မယ်နော်ဆိုတော့အဲ့လိုမျိုးရှိတယ်အဲ့ဒါကြောင့်ဇွဲမလျှော့ပဲနဲ့လေ့ကျင့်နားမယ်ဆိုရင်ကိုယ့်ရဲ့စံပွဲရလာလဲကောင်းမယ်အဲ့ဒီကိုတိထားတဲ့ကိုရထားတဲ့သင်ခန်းစာလဲတစ်သက်လုံးကိုအတွက်ဖြစ်သွားတယ်ပြီးရင်ကိုကအစင်မြင့်နဲ့အောင်တယ်ဂုံထူးထွက်တယ်စုရတဲ့သူဖြစ်ခဲ့ရင်ကိုရဲ့သားသမီးကိုရဲ့မျိုးဆက်တွေလည်းဘာဖြစ်သွားမလဲဆိုတော့ထူးချွန်တဲ့သူရဲ့မျိုးဆက်ဖြစ်သွားမယ်အဲကြောင့်အဲ့ဒီအတွက်ကိုအချိန်ပေးတာကဒီတင်တန်းတက်တလ2လလေးပဲပြပန်းခံရတာအဲကြောင့်စူးစမ်းပါနီလန်လည်းတည်ပြီဆိုတော့ဒါအောင်မြင်စူးစမ်းကြပါလို့တိုက်တွန်းခြင်းနဲ့